ဓမ္မချစ်ခင်တော်စင်များအားလုံးကိုယ်စိတ်နှဖျားအစဉ်သာဝရချမ်းသာချမ်းသာကြ၍ကောင်းကျိုးချမ်းသာလိုရင်ဆန္ဒမန္တမြတ်ပြီးဝပိုင်ဆိုင်နိုင်ကြပါစေဒီကနေ့မှာတော့နေထုနေမြတ်ဖြစ်တော်14ရက်4 လ2026အင်္ဂါနေ့တကူလာစုပ်73ရက်တင်းချမ်းအကြနေ့မှာအစကောင်းမှအနောင်တေးကြဆိုသလိုနေ့တွေရက်တွေလတွေနှစ်တွေအချိန်တွေမှာဆိုရင်လေအစဆုံးရက်အစဆုံးနေ့အစဆုံးလအစဆုံးနှစ်အစဆုံးအချိန်ဘယ်အရာလုံးပထမဦးဆုံးကောင်းကောင်းမွန်မွန်လုံနိုင်ကိုင်းနိုင်ပြောနိုင်ဆိုနိုင်ဖြစ်ဖို့အရေးကြီးပါတယ်ပထမဆုံးရက်လနှစ်အချိန်တွေမှာကောင်းကောင်းမွန်မွန်နဲ့လုံနိုင်ကိုင်းနိုင်ပြောနိုင်ဆိုနိုင်ဆောင်ရွက်နိုင်ပြီဆိုလျင်နေ့ဆုံးဒီရက်ဆုံးဒီလဆုံးဒီနှစ်ဆုံးဒီအချိန်ဆုံးဒီအထိကောင်းကောင်းမွန်မွန်နဲ့လိုရာပန်းတိုင်းကိုရောက်နိုင်ဖို့69ရာခိုင်နှုန်းတည်ကြပါတယ်ဒါကြောင့်မို့မင်္ဂလာရှိတော့နတ်နဲ့ခင်းလေးမှာမင်္ဂလာရှိတော့နေ့လည်ခင်းလေးမှာမင်္ဂလာရှိတော့ညနေခင်းလေးမှာမင်္ဂလာရှိတော့ညခင်းလေးမှာမိမိထံတို့ကံကောင်းခြင်းတွေရောက်စီဖို့ရာမိမိထံတို့ကုသိုလ်တရားတွေစာထက်တိုးပွားစီဖို့ရာအခက်ပူပင်တော်ကကြောင်းကြပြပါတာဘေးအမျိုးရန်အတွေ့တို့မှလည်းမကြမရောက်ကင်းစင်လွတ်မြောက်စေဖို့ရာတာယာပျော်ရွှင်သောကိုယ်တိုင်ဘဝလေးကိုရရှိစေဖို့ရာဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားရှင်အားဂုဏ်တော်ကိုပါဖြင့်ယုံကြည်လေးစားတရားတရားထက်သန်စွာဖြင့်ရွတ်ဖပူဇော်နာယူကြည်ညိုမှတ်သားကြပါကုန်လောအလုံးသောဝိနည်းတတဝများကိုယ်စိတ်နှဖျားကြမ်းမှချမ်းသာကြပြီဘေးရန်အပေါင်းမှလည်းကင်းဝေးနိုင်ကြပါစေကုန်တည်းနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဣတိပိတောဘဂဝါရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇစရဏတံပန္နောဒုက္ခတောလောကဝိတုအနုတရောပုရိသဓမ္မတာရတိတထာတိဝမနုဿာနံဗုဒ္ဓောဘဂဝါတိအရဟံလွန်ကဲထူးမြတ်သောသီလဂုဏ်ဓမ္မရီကိုပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လူနာပြင်မာတတ္တဝါပေါင်းတို့ဤပူဇော်ထုကိုခံတော်မူလိုက်ပြီတော်မြတ်စွာဘုရားမြတ်စွာဘုရားအရဟံ
ဝါဒနာနှင့်တကွာ1500ကိလေသာအညစ်အကြေးတို့မှကင်းဝေးစင်ကြယ်တော်မူပေသောမြတ်စွာဘုရားမြတ်စွာဘုရားအရဟံလောဘဒေါသမောဟအစာရှိသောကိလေသာယံတို့ကိုပေတတ်တော်မူပြီးတော့မြတ်စွာဘုရားမြတ်စွာဘုရားအရဟံတန္တရာစိတ်အထောက်အကန့်တို့ကိုချိုးပြဲတော်မူပြီးတော့မြတ်စွာဘုရားမြတ်စွာဘုရားအရဟံမျက်မှောက်မျက်ကွယ်အချင်းခတ်သိမ်းစင်ကြယ်၍စိတ်ွယ်ရာမရှိတော်မူတော့မြတ်စွာဘုရားမြတ်စွာဘုရားဓမ္မတန်ဖို့သောသစ္စာ4ပါးခတ်သိမ်းသောတရားတို့ကိုသူတစ်ပါးထံနိမခံပဲကိုယ်တိုင်ဉာဏ်အဟုံအစွမ်းဖြင့်စူးစမ်းရှာဖွေကမှန်ကန်စွာတည်တော်မူပေသောမြတ်စွာဘုရားမြတ်စွာဘုရားဝိဇ္ဇာစရဏတံပန္နောဝိဇ္ဇာမိတော်ဉာဏ်တု3ပါးဉာဏ်တု7ပါးစရဏမိတော်အခြေခံအကျင့်15ပါးတို့နှင့်ပြီးဆုံးတော်မူပေတော်မြတ်စွာဘုရားမြတ်စွာဘုရားဒုက္ခတောတတဝါတို့အားအကျိုးများကြောင်းဟုတ်မှန်သောစကားကောင်းကိုသာမွဲ့ဆိုတော်မူရပါပြီတော်မြတ်စွာဘုရားမြတ်စွာဘုရားဒုက္ခတောမဂ္ဂင်ရှိဖြာတင်းတဲ့တော်အမှုအရာအဖြစ်ကောင်းစွာသွားခြင်းကောင်းစွာဖြစ်ခြင်းရှိတော်မူပြီတော်မြတ်စွာဘုရားမြတ်စွာဘုရားလောကဝိတုလောကဤအကြောင်းအရာအလုံးစုံတို့ကိုအကုန်အစင်တည်မြဲတော်မူပြီတော်မြတ်စွာဘုရားမြတ်စွာဘုရားအနုတရောအမြင့်မြတ်ဆုံးဖြစ်သောသီလဂုဏ်တမာတိကိုပညာကိုဝိမု ക്തി ကိုဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြီးဆုံးတော်မူသောကြောင့်လောကရအလုံး၌အမြတ်ဆုံးဖြစ်တော်မူပြီတော်မြတ်စွာဘုရားမြတ်စွာဘုရားပုရိသဓမ္မတာရတိယင်ကြည်လိမ္မာပညာအတ္တိမရှိကြသည်မပြေဝကြသည်၍ဆုံးမပေးလိုက်သောပုဂ္ဂိုလ်တို့အားယင်ကြည်လိမ္မာပညာပြေဝအချိုးကြအောင်ဆုံးမသွန်တင်တော်မူရပါပြီတော်မြတ်စွာဘုရားမြတ်စွာဘုရားအနုတရောပုရိသဓမ္မတာရတိဆုံးမတိုက်တော်ပုဂ္ဂိုလ်တို့အားညွန်ကြားသွန်သင်ပဲ့ပြင်ဆုံးမတော်မူ၍အတုမရှိအမြတ်ဆုံးဖြစ်တော်မူသော
မြတ်စွာဘုရားမြတ်စွာဘုရားတထာဒီဝမနုဿာနံချမ်းသာရာကြောင့်လမ်းကောင်းညွန်ပြဆုံးမတော်မူတတ်၍လူနတ်တို့၏ဆရာမြတ်ဖြစ်တော်မူပါပေတော်မြတ်စွာဘုရားမြတ်စွာဘုရားဘုရားတရားအလုံးစုံကိုအကုန်တည်တော်မူပေတော်မြတ်စွာဘုရားမြတ်စွာဘုရားဘဂဝါဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တတို့နှင့်လုံးဝဥဒ္ဒုံပြည့်စုံတော်မူပေတော်မြတ်စွာဘုရားမြတ်စွာဘုရားအရဟံအစရှိတော်ကိုးပါးတော်ဂုဏ်တော်10ပါးတော်ဂုဏ်တော်အနန္တဂုဏ်တော်ကျေးဇူးတော်အပေါင်းတို့နှင့်ပြည့်စုံတော်မူသောတတ်တော်ထင်ရှားတတ်ပြီးညုမြတ်စွာဘုရားကိုဘုရားတပည့်တော်သည်ယောတိမြတ်နိုးလက်ဆုံးမူ၍ရှေခိုးပူဇော်ဖုံးမြော်မှန်လျှော်ကရောပါဤမြတ်စွာဘုရားမြတ်စွာဘုရားမြတ်စွာဘုရားရှင်သည်ကိလေသာတို့ကုန်စင်လျက်လူနာပြင်မာတတ္တဝါတို့ဤဘုဇောထုကိုခံယူတော်မူလိုက်သောကြောင့်အရဟံဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမန်တော်တစ္ဆာစကားကြောင့်၎င်းအရဟံမြတ်စွာဘုရားအားရှိခိုးကြောရတော်ကြောင့်၎င်းဘုရားတပည့်တော်အားလူနာပြင်မာတတ္တဝါတို့မှနေလိုချစ်ကြည်ကြပါစေတည်းဝမတို့ရမလို့ကြပါစေနှင့်ဘုရားတပည့်တော်တွင်မကောင်းမှုအကုသိုလ်ကင်းရပါစေတည်းဒါဗိတတတ္တဝါအပေါင်းတို့မှလည်းထိုနိတုဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်အလုံးစုံသောတရားအပေါင်းတို့ကိုမဖောက်မပြန်ကိုယ်တော်တိုင်ထိုးထွင်း၍တည်မြဲတော်မူသောကြောင့်ဓမ္မတန်ဗုဒ္ဓဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမန်တော်တစ္ဆာစကားကြောင့်၎င်းဓမ္မတန်ဗုဒ္ဓမြတ်စွာဘုရားရှိခိုးကြောရာတော်ကြောင့်၎င်းဘုရားတပည့်တော်သည်ထွင်ဉာဏ်လျင်ဉာဏ်တင်ဉာဏ်ဖြစ်သောဉာဏ်ပညာတို့ထွန်းပြောင်း၍ကျန်တိုင်းအောင်ဆောင်းတိုင်းမြောက်ပါစေတည်းဒါဗိတတတတ္တဝါပေါင်းတို့မှလည်းထိုနိတုဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်ဝိဇ္ဇာ3ပါးဝိဇ္ဇာ8ပါးစရဏ15ပါးတို့နှင့်ပြည့်စုံတော်မူသောကြောင့်ဝိဇ္ဇာစရဏတပ္ပနာဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမန်တော်တစ္ဆာစကားကြောင့်၎င်းဝိဇ္ဇာစရဏတပ္ပနာမြတ်စွာဘုရားအားရှိခိုးကြောရတော်ကြောင့်၎င်းဘုရားတပည့်တော်သည်ဝိဇ္ဇာဉာဏ်အထူးဖြင့်
ယံစုထွင်းနိုင်ပါစေတည်းအတ္တိအမှန်အကျင့်မြတ်ဖြင့်နိဗ္ဗာန်ရတို့ခိုးဝင်နိုင်ပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်ကောင်းမြတ်မှန်ကန်သောတစ္ဆာစကားကိုသာဆိုတော်မူတတ်၍ဒါဘိညုတဉာဏ်ရကြောင်းလန်းစဉ်ကောင်းမှကြွတော်မူခဲ့သောကြောင့်သူကသောဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေသည်ဤမှန်သောသစ္စာစကားကြောင့်၎င်းဒုက္ခတာမြတ်စွာဘုရားအားရှေခိုးကြတော်ရာတော်ကြောင့်၎င်းဘုရားတပည့်တော်သည်ဆိုရရှိကဆိုအပ်စွာသောစကားကောင်းလမ်းစဉ်ကောင်းတို့ဖြင့်အောင်နိုင်ရပါစေတည်းလာခြင်းကောင်းသောမြတ်စွာဘုရားဤတကုဣတိပဖြင့်ဘုရားတပည့်တော်ဤတောရလာရဘဝခရီးမင်္ဂန်ဖြောင့်မတ်ပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်တတလောကတင်္ခါရလောကဩကာတလောကဤဟုသောလောကသုံးပါးကိုကုံစင်အောင်တိမြင်တော်ဆရာတဆုဖြစ်တော်မူသောကြောင့်လောကဝိတုဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေသည်ဤမင်္ဂန်သောသစ္စာစကားကြောင့်၎င်းလောကဝိတုမြတ်စွာဘုရားရှိခိုးကြတော်ရတော်ကြောင့်၎င်းဘုရားတပည့်တော်သည်ဆုံးမပဲ့ပြင်းမှုတွင်အစဉ်တည်ပြီးကြံနိုင်အောင်ဆောင်နိုင်မြောက်ခါကောင်းမြတ်မှန်ကန်ပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်မယင်ပါတော့ယောက်ျားမိန်းမတတဝါများကိုရင်ပါအောင်ဆုံးမရာတွင်အတုမရှိတော့ကြောင့်အနုတ္တရပုရိသဓမ္မတာရတိဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေသည်ဤမှန်သောတစ္ဆာစကားကြောင့်၎င်းအနုတ္တရပုရိသဓမ္မတာရတိမြတ်စွာဘုရားအားရှိခိုးကြတော်ရတော်ကြောင့်၎င်းဘုရားတပည့်တော်သည်မတုတော်တို့ဤဘေးလူယံကားတို့ဤဘေးမှအစဉ်ကင်းဝေရပါစေတည်းဘေးအံဟူတဲ့မြတ်မှကင်းဝေရပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်လူနာပြင်းမတတဝါတို့ဤကိုယ်ွယ်အားထားရာအကျိုးစီးပွားပြုရာဆရာသခင်ကျေးဇူးရှင်ဖြစ်သောကြောင့်တထာတိဝမနုဿာနံဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေသည်ဤမှန်သောတစ္ဆာစကားကြောင့်၎င်းတထာတိဝမနုဿာနံမြတ်စွာဘုရားအားရှိခိုးရတော်ကြောင့်၎င်းတပည့်တော်သည်ကောင်းကျိုးခတ်သိမ်းပြည့်စုံ၍ကြံတိုင်းအောင်ဆောင်းတိုင်းမြောက်ပါစေတည်းဒါဘိတတတ
တတဝါပေါင်းတို့မှာလဲထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်သစ္စာလေးပါးကိုတော်တိုင်တရားဘူးဉာဏ်ဖြင့်သိမြင်၍သူတစ်ပါးတို့ကိုလည်းသိမြင်စေတော်ကြောင့်ဘုဒ္ဓဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမှန်သောသစ္စာစကားကြောင့်၎င်းဗုဒ္ဓမြတ်စွာဘုရားအားရှိခိုးကြောရတော်ကြောင့်၎င်းဘုရားတပည့်တော်သည်သစ္စာလေးပါးမြတ်တရားဖြင့်နိဗ္ဗာန်သို့ရောက်လန်းနိုင်ပါစေတည်းမကောင်းမှုပဲအမှန်တည်း၍မကောင်းမှုအကုသိုလ်ကင်းရပါစေတည်းသဗ္ဗေတတတတဝါပေါင်းတို့မှာလဲထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်ဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တတို့နှင့်ပြည့်စုံတော်မူသောကြောင့်ဘဂဝါဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမှန်သောသစ္စာစကားကြောင့်၎င်းဘဂဝါမြတ်စွာဘုရားအားရှိခိုးကြောရတော်ကြောင့်၎င်းတပည့်တော်သည်ဘုံတကိုချီးခြင်းတို့နှင့်ပြည့်စုံရပါစေတည်းဓာပိတတတတဝါပေါင်းတို့မှာလဲထိုနည်းတူဖြစ်ကြပါစေဖေဟာဣတိပိတောဘဂဝါရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇစရဏတံပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာတိဝမနုဿာနံဗုဒ္ဓောဘဂဝါတိအရဟံလွန်ကဲထူးမြတ်သောသီလဂုဏ်ဓမ္မရီကိုပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လူနာပြင်မာတတဝါပေါင်းတို့ဤပူဇော်ထုကိုခံတော်မူလိုက်ပေတော်မြတ်စွာဘုရားမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာအညစ်အကြေးတို့မှကင်းဝေးစင်ကြယ်တော်မူပေသောမြတ်စွာဘုရားမြတ်စွာဘုရားအရဟံလောဘဒေါသမောဟစာရှိသောကိလေသာယံတို့ကိုပေတတ်တော်မူပြီးတော်မြတ်စွာဘုရားမြတ်စွာဘုရားအရဟံတန္တရာစိတ်အထောက်အကန့်တို့ကိုချိုးပြဲတော်မူပြီးတော်မြတ်စွာဘုရားမြတ်စွာဘုရားအရဟံမျက်မှောက်မျက်ကွယ်အချင်းခတ်သိမ်းစင်ကြယ်၍စိတ်ွယ်ရာမရှိတော်မူတော့မြတ်စွာဘုရားမြတ်စွာဘုရားဓမ္မတံဗုဒ္ဓောသစ္စာလေးပါးခတ်သိမ်းသောတရားတို့ကိုသူတစ်ပါးထံနိမခံပဲကိုယ်တိုင်ဉာဏ်အဟုံးအစွမ်းဖြင့်
Susan Shapuiga Mangan Zwatiro Mubido Miezwa Peya Miezwa Peya Weiza Serena Dambano Weiza Miro Nyandu Domba Nyandu Shiba Serena Miro Achiga Ajin Dasanga Barone Bizong no Mubiro Miezwa Peya Miezwa Peya Tugado Tatawaro A Aju Mya Jang Homano Zaga Gonguda Mesuro Murababiro Miezwa Peya Miezwa Peya Tugado Megin Shipya Tindero Amu Aya Apin Kaung Zwa Dwa Jin Kaung Zwa Pichin Siro Mubiro Miezwa Peya Miezwa Peya Loga Wiru Loga I Echong Aya Along Zong Logo Agong Asin Dimieno Mubido Miezwa Peya Miezwa Peya Anodero Amimya Song Piedo Di Lagong Damadi Go Pinya Go Wimodi Go Wimodi Nyana Tatana Gong No Nye Bizong No Muro Jao Logara Along Nai Amya Song Piedo Mubiro Miezwa Peya Miezwa Peya Purita Dhammatarati Yinchi Leima Pinya Adimasi Jadi Mabiwa Jadi Yue Soma Piraido Pogoro A Yinchi Leima Pinya Biwa Achuja A Soma Dondino Murababiro Miezwa Peya Miezwa Peya Anodaro Purita Dhammatarati Soma Daido Pogoro A Nyunja Dundin Bebin Soma Ro Muyue Adumasi Amya Song Piedo Muro Miezwa Peya Miezwa Peya Tata Dewa Manoddanam Chanda Ya Jong Langong Nyum Bia Soma Ro Muda Yue Luna Doi Sea Mya Piedo Mubabido Miezwa Peya Miezwa Peya Bodo Daya Along Zongo Agong Dido Mubiro Miezwa Peya Miezwa Peya Bhagawa Bondo Ananda Kando Ananda Nyando Ananda Dagoro Ananda Ronya Longwa Odong Bizong No Mubiro Miezwa Peya Miezwa Peya Arahang Asa Shido Kubaro Gondo Sebaro Gondo Ananda Gondo Chizuro Abondo Nye Bizong No Mudo Tedo Tinsha Tabi Nyu Miezwa Peya Go Peya Dabiro Di
ယောတိမြတ်နိုးလက်ဆုံးမှု၍ရှိခိုးပူဇော်ဖုံးမြော်မှန်လျှော့ကရောပါဤမြတ်စွာဘုရားမြတ်စွာဘုရားမြတ်စွာဘုရားရှင်သည်ကိလေသာတို့ကုန်စင်လျက်လူနာပြင်မှာတတ္တဝါတို့ဤဘုဇောထုကိုခံယူတော်မူလိုက်သောကြောင့်အရဟံဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမန်တော်တစ္ဆာစကားကြောင့်၎င်းအရဟံမြတ်စွာဘုရားအားရှိခိုးကြောရတော်ကြောင့်၎င်းဘုရားတပည့်တော်အားလူနာပြင်မှာတတ္တဝါတို့မှနေလိုချစ်ကြည်ကြပါစေတည်းဝမ်းမတို့ရမလို့ကြပါစေနှင့်ဘုရားတပည့်တော်တွင်မကောင်းမှုအကုသိုလ်ကင်းရပါစေတည်းဒါဗိတတတ္တဝါပေါင်းတို့မှလည်းထိုနိတုဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်အလုံးစုံသောတရားအပေါင်းတို့ကိုမဖောက်မပြန်ကိုယ်တော်တိုင်ထိုးထွင်း၍တည်မြဲတော်မူသောကြောင့်ဓမ္မတန်ဗုဒ္ဓဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမန်တော်တစ္ဆာစကားကြောင့်၎င်းဓမ္မတန်ဗုဒ္ဓမြတ်စွာဘုရားရှိခိုးကြောရတော်ကြောင့်၎င်းဘုရားတပည့်တော်သည်ထွင်ဉာဏ်လျင်ဉာဏ်တင်ဉာဏ်ဖြစ်သောဉာဏ်ပညာတို့ထွန်းပြောင်း၍ကျန်တိုင်းအောင်ဆောင်းတိုင်းမြောက်ပါစေတည်းဒါဗိတတတ္တဝါပေါင်းတို့မှလည်းထိုနိတုဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်ဝိဇ္ဇာသုံးပါးဝိဇ္ဇာ၈ပါးစရဏ15ပါးတို့နှင့်ပြည့်စုံတော်မူသောကြောင့်ဝိဇ္ဇာစရဏတပ္ပနာဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမန်တော်တစ္ဆာစကားကြောင့်၎င်းဝိဇ္ဇာစရဏတပ္ပနာမြတ်စွာဘုရားအားရှိခိုးကြောရတော်ကြောင့်၎င်းဘုရားတပည့်တော်သည်ဝိဇ္ဇာဉာဏ်အထူးဖြင့်ယံစုထွင်းနိုင်ပါစေတည်းအတိအမှန်အကျင့်မြတ်ဖြင့်နိဗ္ဗာန်ရတို့ခိုးဝင်နိုင်ပါစေတည်းဒါဗိတတတ္တဝါပေါင်းတို့မှလည်းထိုနိတုဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်ကောင်းမြတ်မှန်ကန်သောတစ္ဆာစကားကိုသာဆိုတော်မူတတ်၍ဒါဗိညုတဉာဏ်ရကြောင်းလန်းစဉ်ကောင်းမှကြွတော်မူခဲ့သောကြောင့်ဒုက္ခသောဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမန်တော်သစ္စာစကားကြောင့်၎င်းဒုက္ခတာမြတ်စွာဘုရားအားရှိခိုးကြောရတော်ကြောင့်၎င်းဘုရားတပည့်တော်သည်ဆိုရရှိကဆိုအပ်စွာသောစကားကောင်းလမ်းစဉ်ကောင်းတို့ဖြင့်အောင်နိုင်ရပါစေတည်းလာခြင်းကောင်းသောမြတ်စွာဘုရားဤတကုဣတိပဖြင့်ဘုရားတပည့်တော်ဤတောရလာရဘဝခရီးမှန်ကန်ဖြောင့်မတ်ပါစေတည်း
ဒါဘိတတတတဝါပေါင်းတို့မှာလဲထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်တတလောကတင်္ခါရလောကဩကာတလောကဤဟုသောလောကသုံးပါးကိုကုံစင်အောင်တိမြင်တော်ဆရာတဆုဖြစ်တော်မူသောကြောင့်လောကဝိတုဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေသည်ဤမံကံတော်သစ္စာစကားကြောင့်၎င်းလောကဝိတုမြတ်စွာဘုရားရှိခိုးကြောရတော်ကြောင့်၎င်းဖရာတပည့်တော်သည်ဆုံးမပဲ့ပြင်းမှုတွင်အစဉ်တည်ပြီးကြံနိုင်အောင်ဆောင်နိုင်မြောက်ခါကောင်းမြတ်မှန်ကန်ပါစေတည်းတပိတတတတဝါပေါင်းတို့မှာလဲထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်မယင်ပါတော့ယောက်ျားမိန်းမတတဝါများကိုရင်ပါအောင်ဆုံးမရာတွင်အတုမရှိတော့ကြောင့်အနုတ္တရပုရိသဓမ္မတာရတိဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေသည်ဤမံတော်တစ္ဆာစကားကြောင့်၎င်းအနုတ္တရပုရိသဓမ္မတာရတိမြတ်စွာဘုရားရှိခိုးကြောရတော်ကြောင့်၎င်းဖရာတပည့်တော်သည်မတုတော်တို့ဤဘေးလူယံကားတို့ဤဘေးမှအစဉ်ကင်းဝေရပါစေတည်းဘေးအံဟူတဲ့မြတ်မှကင်းဝေရပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှာလဲထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်လူနာပြင်းမတတဝါတို့ဤကိုယ်ွယ်အားထားရာအကျိုးစီးပွားပြုရာဆရာသခင်ကျေးဇူးရှင်ဖြစ်သောကြောင့်တထာဒေဝမနုဿာနံဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေသည်ဤမံတော်တစ္ဆာစကားကြောင့်၎င်းတထာဒေဝမနုဿာနံမြတ်စွာဘုရားအားရှိခိုးရတော်ကြောင့်၎င်းတပည့်တော်သည်ကောင်းကျိုးခတ်သိမ်းပြီးစုံ၍ကြံနိုင်အောင်ဆောင်းတိုင်းမြောက်ပါစေတည်းတပိတတတတဝါပေါင်းတို့မှာလဲထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်သစ္စာလေးပါးကိုတော်တိုင်တရားဘူးဉာဏ်ဖြင့်သိမြင်၍သူတစ်ပါးတို့ကိုလည်းသိမြင်စေတော်ကြောင့်ဘုဒ္ဓဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေသည်ဤမံတော်သစ္စာစကားကြောင့်၎င်းဗုဒ္ဓမြတ်စွာဘုရားအားရှိခိုးကြောရတော်ကြောင့်၎င်းဘုရားတပည့်တော်သည်သစ္စာလေးပါးမြတ်တရားဖြင့်နိဗ္ဗာန်သို့ရောက်လန်းနိုင်ပါစေတည်းမကောင်းမှုပဲအမှန်သေး၍မကောင်းမှုအကုသိုလ်ကင်းရပါစေတည်းတပိတတတတဝါပေါင်းတို့မှာလဲထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်ဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တတို့နှင့်ပြည့်စုံတော်မူသောကြောင့်ဘဂဝါဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေသည်
Imano tisa sagajang lagong Bhagawa Myeswa Phaya Shikho Garoya Rojang lagong Dabi Rodi Bongnago Chi Jen Dunya Bizong Yabasi Dadi Dabi Dada Nadawa Bondo Male Tuni Du Picha Basi Phaya Iti Pido Bhagawarahan Dhammadam Buddha Vaisa Saranadam Bano Tugato Loka Vidu Anodaro Buddha Dhammadarati Tachadi Wa Manodanam Buddha Bhagawadi Araham Longe Tumyado Dila Gondamarigo Pinyago Wimodigo Wimodinyana Datana Gondo Nye Pizong no Muro Jang Luna Vyema Tatawa Bondo I Puzo Tugo Kando Murai Bido Myeswa Phaya Myeswa Phaya Araham Wadana Ni Negwa Tatao Ngaya Gileta Anyichiro Ma Kinwe Sinjero Mubido Myeswa Phaya Myeswa Phaya Araham Loba Doda Moha Sashido Kilita Yandurogo Pedado Mubido Myeswa Phaya Myeswa Phaya Araham Dandara Sai Atao Agan Lugo Chubyedo Mubido Myeswa Phaya Myeswa Phaya Araham Myamao Myekwe Achin Khatdin Sin Cheyue Seikwe Ya Mesiro Muro Myeswa Phaya Myeswa Phaya Dhamma Dhammudo Nisa Liba Khatdin No Deyarugo Tudabatan Nimakambe Korai Nyang Ahong Aswan Phin Susan Shapwega Mangan Zwatiro Mubido Myeswa Phaya Myeswa Phaya Vaisa Saranadam Bano Vaisa Miro Nyandu Dongba Nyandu Shiba Sarana Miro Achiga Achin Dasanga Baro Nye Bizong no Mubiro Myeswa Phaya Myeswa Phaya Tugado Tatawaro Aju Mya Jang Homano Zaga Gongoda Mwesuro Murababiro Myeswa Phaya Myeswa Phaya Tugado Megin Shipya Tindero Amu Aya Aphin Kaung Zwa Dwa Jin Kaung Zwa Phichin Shiro Mubiro Myeswa Phaya Myeswa Phaya Loka Vidu Loka Yi Achong Aya Along Zong Dugo Agong Asin
တိမြင်တော်မူပေသောမြတ်စွာဘုရားမြတ်စွာဘုရားအနုတ္တရောအမြင့်မြတ်ဆုံးဖြစ်သောသီလဂုဏ်တမာတိကိုပညာဂုဏ်ဝိမု ക്തി ကိုဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လောကရအလုံး၌အမြတ်ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားမြတ်စွာဘုရားပုရိသဓမ္မတာရတိယင်ကြည်လိမ္မာပညာအတ္တိမရှိကြသည်မပြေဝကြသည်၍ဆုံးမပေးလိုက်သောပုဂ္ဂိုလ်တို့အားယင်ကြည်လိမ္မာပညာပြေဝအချိုးကြအောင်ဆုံးမသွန်တင်တော်မူရပါပြီတော့မြတ်စွာဘုရားမြတ်စွာဘုရားအနုတ္တရပုရိသဓမ္မတာရတိဆုံးမတိုက်တော်ပုဂ္ဂိုလ်တို့အားညွန်ကြားသွန်သင်ပဲ့ပြင်ဆုံးမတော်မူ၍အတုမရှိအမြတ်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရားမြတ်စွာဘုရားတထာတိဝမနုဿာနံချမ်းသာရာကြောင့်လံကောင်းညွန်ပြဆုံးမတော်မူတတ်၍လူနတ်တို့၏ဆရာမြတ်ဖြစ်တော်မူပါပေတော့မြတ်စွာဘုရားမြတ်စွာဘုရားဘုရားတရားအလုံးစုံကိုအကုန်တည်တော်မူပေတော့မြတ်စွာဘုရားမြတ်စွာဘုရားဘဂဝါဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တတို့နှင့်လုံးဝဥသုံးပြည့်စုံတော်မူပေတော့မြတ်စွာဘုရားမြတ်စွာဘုရားအရဟံအစရှိတော်ကိုးပါးတော်ဂုဏ်တော်10ပါးတော်ဂုဏ်တော်အနန္တဂုဏ်တော်ကျေးဇူးတော်အပေါင်းတို့နှင့်ပြည့်စုံတော်မူသောတတ်တော်ထင်ရှားသဗ္ဗညုမြတ်စွာဘုရားကိုဘုရားတပည့်တော်သည်ယောတိမြတ်နိုးလက်ဆုံးမူ၍ရှ िख ိုးပူဇော်ဖုံးမြော်မှန်လျှော်ကရောပါဤမြတ်စွာဘုရားမြတ်စွာဘုရားမြတ်စွာဘုရားရှင်သည်ကိလေသာတို့ကုန်စင်လျက်လူနာပြင်မာတတ္တဝါတို့ဤဘုဇောထုကိုခံယူတော်မူလိုက်သောကြောင့်အရဟံဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမှန်သောသစ္စာစကားကြောင့်၎င်းအရဟံမြတ်စွာဘုရားအားရှ िख ိုးကြတော်ရတော်ကြောင့်၎င်းဘုရားတပည့်တော်အားလူနာပြင်မာတတ္တဝါတို့မှနေလိုချစ်ကြည်ကြပါစေတည်းဝမ္မတို့ရမလို့ကြပါစေနှင့်ဘုရားတပည့်တော်တွင်မကောင်းမှုအကုသိုလ်ကင်းရပါစေတည်းဒါဗိတတတတ္တဝါအပေါင်းတို့မှလည်းထိုနိတုဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်အလုံးစုံသောတရားအပေါင်းတို့ကို
မဖောက်မပြန်ကိုရောတိုင်းထိုးထွင်း၍ဒီမြင်တော်မူသောကြောင့်ဓမ္မတန်ဗုဒ္ဓဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမှန်သောသစ္စာစကားကြောင့်၎င်းဓမ္မတန်ဗုဒ္ဓမြတ်စွာဘုရားရှိခိုးကတော်ရာတော်ကြောင့်၎င်းဖရာတပည့်တော်သည်ထွင်ဉာဏ်လျင်ဉာဏ်တင်ဉာဏ်ဖြစ်သောဉာဏ်ပညာတို့ထွန်းပြောင်း၍ကျန်တိုင်းအောင်ဆောင်းတိုင်းမြောက်ပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်ဝိဇ္ဇာသုံးပါးဝိဇ္ဇာ၈ပါးစရဏ15ပါးတို့နှင့်ပြည့်စုံတော်မူသောကြောင့်ဝိဇ္ဇာစရဏတပ္ပနာဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမှန်သောသစ္စာစကားကြောင့်၎င်းဝိဇ္ဇာစရဏတပ္ပနာမြတ်စွာဘုရားအားရှိခိုးကတော်ရတော်ကြောင့်၎င်းဖရာတပည့်တော်သည်ဝိဇ္ဇာဉာဏ်အထူးဖြင့်ယံစုထွင်နိုင်ပါစေတည်းအတိအမှန်အကျင့်မြတ်ဖြင့်နိဗ္ဗာန်ရတို့ခိုးဝင်နိုင်ပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်ကောင်းမြတ်မှန်ကန်သောသစ္စာစကားကိုသာဆိုတော်မူတတ်၍ဒါဘိညုတဉာဏ်ရာကြောင့်လမ်းစဉ်ကောင်းမှကြွတော်မူခဲ့သောကြောင့်ဒုက္ခသောဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမှန်သောသစ္စာစကားကြောင့်၎င်းဒုက္ခတမြတ်စွာဘုရားအားရှိခိုးကတော်ရာတော်ကြောင့်၎င်းဘုရားတပည့်တော်သည်ဆိုရရှိကဆိုအပ်စွာသောစကားကောင်းလမ်းစဉ်ကောင်းတို့ဖြင့်အောင်နိုင်ရပါစေတည်းလာခြင်းကောင်းသောမြတ်စွာဘုရားဤတကုဣတိပဖြင့်ဘုရားတပည့်တော်ဤတောရလာရဘဝခရီးမင်္ဂန်ဖြောင့်မတ်ပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်တတ္တလောကတင်္ခါရလောကဩကာတလောကဤဟုသောလောကသုံးပါးကိုကုံစင်အောင်တိမြင်တော်ဆရာတဆုဖြစ်တော်မူသောကြောင့်လောကဝိတုဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမှန်ကန်သောသစ္စာစကားကြောင့်၎င်းလောကဝိတုမြတ်စွာဘုရားရှိခိုးကတော်ရတော်ကြောင့်၎င်းဖရာတပည့်တော်သည်ဆုံးမပဲ့ပြင်းမှုတွင်အစဉ်တည်ပြီးကြံနိုင်အောင်ဆောင်နိုင်မြောက်ခါကောင်းမြတ်မှန်ကန်ပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်မယင်ပါတော့ယောက်ျားမိန်းမတတဝါများကိုယင်ပါအောင်ဆုံးမရာတွင်အတုမရှိတော့ကြောင့်အနုတ္တရပုရိသဓမ္မတာရတိဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်း
ဤမန်တော်တစ္ဆာစကားကြောင့်၎င်းအနုတ္တရောပုရိသဓမ္မတာရတိမြတ်စွာဘုရားအားရှိခိုးကြောရတော်ကြောင့်၎င်းဖရာတပည့်တော်သည်မတုတော်တို့ဤဘေးလူယံကားတို့ဤဘေးမှအစင်ကင်းဝေရပါစေတည်းဘေးအံဟူတဲ့မြတ်မှကင်းဝေရပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်လူနာပြင်းမတတဝါတို့ဤကိုယ်ွယ်အားထားရာအကျိုးစီးပွားပြုရာဆရာသခင်ကျေးဇူးရှင်ဖြစ်သောကြောင့်တထာတိဝမနုဿာနံဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေသည်ဤမန်တော်တစ္ဆာစကားကြောင့်၎င်းတထာတိဝမနုဿာနံမြတ်စွာဘုရားအားရှိခိုးရတော်ကြောင့်၎င်းတပည့်တော်သည်ကောင်းကျိုးခတ်သိမ်းပြီးစုံ၍ကြံတိုင်းအောင်ဆောင်းတိုင်းမြောက်ပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်သစ္စာလေးပါးကိုတော်တိုင်တရားဘူးဉာဏ်ဖြင့်သိမြင်၍သူတစ်ပါးတို့ကိုလည်းသိမြင်စေတော်ကြောင့်ဘုဒ္ဓဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမန်တော်သစ္စာစကားကြောင့်၎င်းဗုဒ္ဓမြတ်စွာဘုရားအားရှိခိုးကြောရတော်ကြောင့်၎င်းဘုရားတပည့်တော်သည်သစ္စာလေးပါးမြတ်တရားဖြင့်နိဗ္ဗာန်သို့ရောက်လန်းနိုင်ပါစေတည်းမကောင်းမှုပဲအမှန်တည်း၍မကောင်းမှုအကုသိုလ်ကင်းရပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်ဘုန်းတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တတို့နှင့်ပြည့်စုံတော်မူသောကြောင့်ဘဂဝါဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမန်တော်သစ္စာစကားကြောင့်၎င်းဘဂဝါမြတ်စွာဘုရားအားရှိခိုးကြောရတော်ကြောင့်၎င်းတပည့်တော်သည်ဘုံတကိုကြည်ခြင်းတို့နှင့်ပြည့်စုံရပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာဣတိပိတောဘဂဝါရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇစရဏတံပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာတိဝမနုဿာနံဗုဒ္ဓောဘဂဝါတိအရဟံလွန်ကဲထူးမြတ်သောသီလဂုဏ်ဓမ္မရီကိုပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လူနာပြင်းမာတတဝါပေါင်းတို့ဤပူဇော်ထုကိုခံတော်မူလိုက်ပြီတော်မြတ်စွာဘုရားမြတ်စွာဘုရား
ရဟံဝါဒနာနှင့်တကွာ1500ကိလေသာအညစ်အကြေးတို့မှကင်းဝေးစင်ကြယ်တော်မူပေသောမြတ်စွာဘုရားမြတ်စွာဘုရားအရဟံလောဘဒေါသမောဟအစာရှိသောကိလေသာယန္တုတို့ကိုပေတတ်တော်မူပြီးတော်မြတ်စွာဘုရားမြတ်စွာဘုရားအရဟံတန္တရာစိတ်အထောက်အကန့်တို့ကိုချိုးပြဲတော်မူပြီးတော်မြတ်စွာဘုရားမြတ်စွာဘုရားအရဟံမျက်မှောက်မျက်ကွယ်အချင်းခတ်သိမ်းစင်ကြယ်၍စိတ်ွယ်ရာမရှိတော်မူတော့မြတ်စွာဘုရားမြတ်စွာဘုရားဓမ္မတန်မှုတော်သစ္စာ၄ပါးခတ်သိမ်းတော်တရားတို့ကိုသူတစ်ပါးထံနိမခံပဲကိုယ်တိုင်ဉာဏ်အဟုံးအစွမ်းဖြင့်စူးစမ်းရှာဖွေကမှန်ကန်စွာတည်တော်မူပေသောမြတ်စွာဘုရားမြတ်စွာဘုရားဝိဇ္ဇာစရဏတံပန္နောဝိဇ္ဇာမိတော်ဉာဏ်တု3ပါးဉာဏ်တု7ပါးစရဏမိတော်အခြေခံအကျင့်15ပါးတို့နှင့်ပြီးဆုံးတော်မူပေတော်မြတ်စွာဘုရားမြတ်စွာဘုရားဒုက္ခတော်တတဝါတို့အားအကျိုးများကြောင်းဟုတ်မှန်သောစကားကောင်းကိုသာမွဲ့ဆိုတော်မူရပါပြီတော်မြတ်စွာဘုရားမြတ်စွာဘုရားဒုက္ခတော်မဂ္ဂင်ရှိဖြာတင်းတဲ့တော်အမှုအရာအဖြစ်ကောင်းစွာသွားခြင်းကောင်းစွာဖြစ်ခြင်းရှိတော်မူပြီတော်မြတ်စွာဘုရားမြတ်စွာဘုရားလောကဝိတုလောကဤအကြောင်းအရာအလုံးစုံတို့ကိုအကုန်အစင်တည်မြဲတော်မူပြီတော်မြတ်စွာဘုရားမြတ်စွာဘုရားအနုတ္တရောအမြင့်မြတ်ဆုံးဖြစ်သောသီလဂုဏ်တမာတိကိုပညာဂုဏ်ဝိမု ക്തി ကိုဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြီးဆုံးတော်မူသောကြောင့်လောကရအလုံး၌အမြတ်ဆုံးဖြစ်တော်မူပြီတော်မြတ်စွာဘုရားမြတ်စွာဘုရားပုရိသဓမ္မတာရတိယင်ကြည်လိမ္မာပညာအတ္တိမရှိကြသည်မပြေဝကြသည်၍ဆုံးမပေးလိုက်သောပုဂ္ဂိုလ်တို့အားယင်ကြည်လိမ္မာပညာပြေဝအချိုးကြအောင်ဆုံးမသွန်သင်တော်မူရပါပြီတော်မြတ်စွာဘုရားမြတ်စွာဘုရားအနုတ္တရောပုရိသဓမ္မတာရတိဆုံးမတိုက်တော်ပုဂ္ဂိုလ်တို့အားညွန်ကြားသွန်သင်ပဲ့ပြင်ဆုံးမတော်မူ၍အတုမရှိအမြတ်ဆုံးဖြစ်တော်မူသော
မြတ်စွာဘုရားမြတ်စွာဘုရားတထာဒီဝမနုဿာနံချမ်းသာရာကြောင့်လမ်းကောင်းညွန်ပြဆုံးမတော်မူတတ်၍လူနတ်တို့၏ဆရာမြတ်ဖြစ်တော်မူပါပေတော်မြတ်စွာဘုရားမြတ်စွာဘုရားဘုရားတရားအလုံးစုံကိုအကုန်တည်တော်မူပေတော်မြတ်စွာဘုရားမြတ်စွာဘုရားဘဂဝါဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တတို့နှင့်လုံးဝဥဒ္ဓုံပြည့်စုံတော်မူပေတော်မြတ်စွာဘုရားမြတ်စွာဘုရားအရဟံအစရှိတော်ကိုးပါတော်ဂုဏ်တော်10ပါးတော်ဂုဏ်တော်အနန္တဂုဏ်တော်ကျေးဇူးတော်အပေါင်းတို့နှင့်ပြည့်စုံတော်မူသောတတ်တော်ထင်ရှားတတ်ပြီးညုမြတ်စွာဘုရားကိုဘုရားတပည့်တော်ဒီယောတိမြတ်နိုးလက်ဆုံးမူ၍ရှ िख ိုးပူဇော်ဖုံးမြော်မှန်လျှော်ကရောပါဤမြတ်စွာဘုရားမြတ်စွာဘုရားမြတ်စွာဘုရားရှင်သည်ကိလေသာတို့ကုန်စင်လျက်လူနာပြင်မာတတ္တဝါတို့ဤဘုဇောထုကိုခံယူတော်မူလိုက်သောကြောင့်အရဟံဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမန်တော်တစ္ဆာစကားကြောင့်၎င်းအရဟံမြတ်စွာဘုရားအားရှ िख ိုးကြတော်ရတော်ကြောင့်၎င်းဘုရားတပည့်တော်အားလူနာပြင်မာတတ္တဝါတို့မှနေလိုချစ်ကြည်ကြပါစေတည်းဝမ္မတို့ရမလို့ကြပါစေနှင့်ဘုရားတပည့်တော်တွင်မကောင်းမှုအကုသိုလ်ကင်းရပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှလည်းထိုနိတုဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်အလုံးစုံသောတရားအပေါင်းတို့ကိုမဖောက်မပြန်ကိုယ်တော်တိုင်ထိုးထွင်း၍တည်မြဲတော်မူသောကြောင့်ဓမ္မတန်ဗုဒ္ဓဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမန်တော်သစ္စာစကားကြောင့်၎င်းဓမ္မတန်ဗုဒ္ဓမြတ်စွာဘုရားရှ िख ိုးကြတော်ရာတော်ကြောင့်၎င်းဘုရားတပည့်တော်သည်ထွင်ဉာဏ်လျင်ဉာဏ်တင်ဉာဏ်ဖြစ်သောဉာဏ်ပညာတို့ထွန်းပြောင်း၍ကျန်တိုင်းအောင်ဆောင်းတိုင်းမြောက်ပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှလည်းထိုနိတုဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်ဝိဇ္ဇာ3ပါးဝိဇ္ဇာ8ပါးစရဏ15ပါးတို့နှင့်ပြည့်စုံတော်မူသောကြောင့်ဝိဇ္ဇာစရဏတပ္ပနဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမန်တော်သစ္စာစကားကြောင့်၎င်းဝိဇ္ဇာစရဏတပ္ပနမြတ်စွာဘုရားအားရှ िख ိုးကြတော်ရတော်ကြောင့်၎င်းဘုရားတပည့်တော်သည်ဝိဇ္ဇာဉာဏ်အထူးဖြင့်
ယံစုထွင်းနိုင်ပါစေတည်းအတိအမှန်အကျင့်မြတ်ဖြင့်နိဗ္ဗာန်ရတို့ခိုးဝင်နိုင်ပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှာလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်ကောင်းမြတ်မှန်ကန်သောတစ္ဆာစကားကိုသာဆိုတော်မူတတ်၍ဒါဘိညုတဉာဏ်ရကြောင်းလန်းစဉ်ကောင်းမှကြွတော်မူခဲ့တော်ကြောင့်ဒုက္ခသောဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေသည်ဤမှန်သောသစ္စာစကားကြောင့်၎င်းဒုက္ခတမြတ်စွာဘုရားအားရှိခိုးကြောရတော်ကြောင့်၎င်းဘုရားတပည့်တော်သည်ဆိုရေးရှိကဆိုအပ်စွာသောစကားကောင်းလမ်းစဉ်ကောင်းတို့ဖြင့်အောင်နိုင်ရပါစေတည်းလာခြင်းကောင်းသောမြတ်စွာဘုရားဤတကုအိဋ္ဌိပတ်ဖြင့်ဘုရားတပည့်တော်ဤတောရလာရဘဝခရီးမှန်ကန်ဖြောင့်မတ်ပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှာလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်တတလောကတင်္ခါရလောကဩကာတလောကဤဟုသောလောကသုံးပါးကိုကုံစင်အောင်တိမြင်တော်ဆရာတဆုဖြစ်တော်မူသောကြောင့်လောကဝိတုဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေသည်ဤမှန်ကန်သောသစ္စာစကားကြောင့်၎င်းလောကဝိတုမြတ်စွာဘုရားရှိခိုးကြောရတော်ကြောင့်၎င်းဘုရားတပည့်တော်သည်ဆုံးမပဲ့ပြင်းမှုတွင်အစဉ်တည်ပြီးကြံနိုင်အောင်ဆောင်နိုင်မြောက်ခါကောင်းမြတ်မှန်ကန်ပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှာလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်မယင်ပါတော့ယောက်ျားမိန်းမတတဝါများကိုရင်ပါအောင်ဆုံးမရာတွင်အတုမရှိတော့ကြောင့်အနုတ္တရပုရိသဓမ္မတာရတိဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေသည်ဤမှန်သောတစ္ဆာစကားကြောင့်၎င်းအနုတ္တရပုရိသဓမ္မတာရတိမြတ်စွာဘုရားအားရှိခိုးကြောရတော်ကြောင့်၎င်းဘုရားတပည့်တော်သည်မတုတော်တို့ဤဘေးလူယံကားတို့ဤဘေးမှအစဉ်ကင်းဝေရပါစေတည်းဘေးရန်ဟူတဲ့မြတ်မှကင်းဝေရပါစေတည်းဒါဘိတတတတဝါပေါင်းတို့မှာလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်လူနာပြင်းမတတဝါတို့ဤကိုယ်ွယ်အားထားရာအကျိုးစီးပွားပြုရာဆရာသခင်ကျေးဇူးရှင်ဖြစ်သောကြောင့်တထာဒေဝမနုဿာနံဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေသည်ဤမှန်သောတစ္ဆာစကားကြောင့်၎င်းတထာဒေဝမနုဿာနံမြတ်စွာဘုရားအားရှိခိုးရတော်ကြောင့်၎င်းတပည့်တော်သည်ကောင်းကျိုးခတ်သိမ်းပြီးစုံ၍ကြံနိုင်အောင်ဆောင်းတိုင်းမြောက်ပါစေတည်းဒါဘိတတတ
တဝါပေါင်းတို့မှာလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်သစ္စာလေးပါးကိုတော်တိုင်တရားဘူးဉာဏ်ဖြင့်သိမြင်၍သူတစ်ပါးတို့ကိုလည်းသိမြင်စေတော်ကြောင့်ဘုဒ္ဓဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမှန်သောသစ္စာစကားကြောင့်၎င်းဗုဒ္ဓမြတ်စွာဘုရားအားရှေးခိုးကြောရတော်ကြောင့်၎င်းဘုရားတပည့်တော်သည်သစ္စာလေးပါးမြတ်တရားဖြင့်နိဗ္ဗာန်သို့ရောက်လန်းနိုင်ပါစေတည်းမကောင်းမှုပဲအမှန်သေး၍မကောင်းမှုအကုသိုလ်ကင်းရပါစေတည်းသဗ္ဗေတတဝါပေါင်းတို့မှာလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာမြတ်စွာဘုရားရှင်သည်ဘုန်းတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တတို့နှင့်ပြည့်စုံတော်မူသောကြောင့်ဘဂဝါဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေတည်းဤမှန်သောသစ္စာစကားကြောင့်၎င်းဘဂဝါမြတ်စွာဘုရားအားရှေးခိုးကြောရတော်ကြောင့်၎င်းတပည့်တော်သည်ဘုံတကိုကြည်ခြင်းတို့နှင့်ပြည့်စုံရပါစေတည်းဒါပိတတဝါပေါင်းတို့မှာလည်းထိုနည်းတူဖြစ်ကြပါစေဖေဟာ